တခါတော့ညီကို၄ယောက်ရှိအဲ့ညီကို၄ယောက်ကသူတို့ဖေကြီးကသူတို့ကိုအရွယ်ရောက်လာတဲ့အခါမှာပညာသင်ဖို့အတွက်နော်သူတို့အတတ်ပညာအသိပညာတစ်ခုခုရှိမှလောကမှာရက်တည်လို့ရမယ်ဆိုတော့သိအဲ့တော့မင်းတို့သွားပြီးတော့သင်ကြား၄နှစ်နေလို့ပြန်လာတဲ့အချိန်ကြရင်အသိပညာအတတ်ပညာတစ်ခုခုစီတက်မြောက်လာမယ်ဆိုပြီးတော့လွတ်လိုက်အဲ့ဒါသူတို့ကလည်းအရက်၄မျက်နှာပေါ့လေသူတို့မတူညီတဲ့အရက်၄မျက်နှာကိုသွားပြီးတော့သူတို့ပညာတွေသင်ကြအဲ့တော့အဲ့ဒီကတယောက်ကဘာပညာတွေ့လဲဆိုတော့သူ့ပညာသင်ပေးမဲ့သူကတခိုးဖြစ်အဲ့တော့တခိုးကြီးကပြောတယ်ခိုးတယ်ဆိုတာကမင်းကဘာအတွက်ခိုးတာလဲဆိုတဲ့ပုံမှာမူတည်တယ်အဲ့တော့ဒါခိုးတယ်လို့မမှတ်နဲ့လောကမှာမင်းလိုချင်တဲ့အရာတစ်ခုကိုဘလို့နီးနဲ့မဆိုရယူနိုင်တဲ့ပညာလို့မှတ်တော့တခိုးကြီးကသူ့သင်ပေးလိုက်တယ်ဘယ်အရာမှမဆိုသူကခိုးနိုင်ခိုးယူတဲ့ပညာကိုသင်ပေးလိုက်ဒုတိယတစ်ယောက်ကြတော့သူ့သင်ပေးတဲ့ဆရာကြီးကနက္ခတ်တရားနဲ့ပတ်သက်တဲ့ပညာကိုသင်ပေးလိုက်တယ်အဲ့တော့နက္ခတ်တရားကြည့်မှန်ပြောင်းနဲ့ကြည့်မယ်ဆို